အားထဲမှာမိုးရေယူတဲ့ပြဿနာကိုသူတော်တော်လေးခံနေရတာပေါ့ဒါကျွန်တော်တို့ကတော့ဒါ Twin Star ကဒီကားစပါးနဲ့ပတ်သက်တာတွေပဲအဓိကလုပ်တယ်ဒီကားဒီမိုးရေယူတဲ့အပိုင်းပါညာတော့ကျွန်တော်တို့ရှိမှမလုပ်ဘူးဒါပေမဲ့ကျွန်တော်တို့နားမှာဒီဆိုင်တွေရှိတဲ့အတွက်စိတ်ချရတဲ့ဆိုင်မျိုးမှာတော့အပ်ပေးတယ်ဒါပေမဲ့တခြားသူဆိုရင်တော့လုံမပေးဖြစ်ပါဘူးဒီကားကဒါလေးကကျွန်တော်တို့တွေ့ခဲ့တဲ့ဘူးသုတလေးကိုပြန်လည်ဝေမျှတာပါကျွန်တော်တို့စားပစ်ပေးတာတော့မဟုတ်ဘူးပေါ့အခုကဒီကားလေးလုတ်ပေးဖြစ်တာကြတော့တငယ်ချင်းတယောက်ကနေတဆင့်သူ့တငယ်ချင်းဒီဟာလေးဒီလိုဖြစ်နေလို့ကားထဲမှာအဓိကတော့ကားထဲမှာရေဝင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိမှာစပါးလုပ်ဖို့လာတာပေါ့လာရင်းနဲ့ဒီရေဝင်တဲ့ပြဿနာကိုရှာပြီးတော့ဒီကားကဘယ်ကရေဝင်တာလဲဆိုတဲ့ဟာရေဝင်ခြင်းတွေရဲ့အကြောင်းအရာတွေကအဲကွန်ဒီပိုက်လိုင်းကြောင့်ဖြစ်မလားဒီ sunroof ပါရင် sunroof ကားတွေရဲ့ဒီ sunroof ပိုက်လိုင်းတွေပိတ်လို့ဖြစ်မလားအဲ့လိုမျိုးအကြောင်းအရာတွေကနေပြီးတော့ဖြစ်နိုင်တာတွေရှိတော့ဒါတွေကိုကြည့်ပေးတာပေါ့ကိုရှိလဲစပါးလာလို့တာဖြစ်တဲ့အတွက်ပုံမှန်ဆိုရင်တော့ဒါကျွန်တော်တို့လုပ်ပေးတဲ့ဟာမဟုတ်ဘူးတကယ်ချင်းတဆင့်ဖြစ်နေတာနဲ့သူတို့လည်းနားမလဲမသိတာဖြစ်တော့ကျွန်တော်တို့လုပ်ပေးတာပေါ့အဲ့မှာကျွန်တော်တို့ဒီ sunroof လုပ်တဲ့အဆင့်ကိုကျွန်တော်တို့ sunroof တွေပြင်ပေးတဲ့ဟာတွေလုပ်ပေးတယ်လုပ်ပေးပြီးတော့ရေဝင်တာတွေစမ်းပေးပြီးတော့ရေလုံးဝမဝင်တော့ဘူးဆိုပြီးကျွန်တော်တို့အားလုံး short ဖွတ်ပြီးတော့အားလုံးကားလဲ6ပြီးဆိုပြီးသူတို့ကားပြန်အပ်ပေးလိုက်တယ်ပေါ့ဆန်ရူလုတ်တဲ့အဆင့်တွေအကုန်လုပ်ပေးတယ်ဆန်ရူပိုက်လိုင်းတွေရှင်းတယ်အပြီးရင်ဒီကောင်ကဒီကားလေးကအဲတော့ဒီအပေါ်မျက်နှာချက်တွေစီလင်တွေပါကွာနေတာပေါ့ရေဝင်ထားတဲ့ဒဏ်တွေနဲ့အဲ့ဒါဒီဆန်ရူလည်းဆန်ရူအောက်ကဒီကျွန်တော်တို့စီလင်တွေပေါ့ဒါတွေပါသူကလုတ်ချင်တယ်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့နားမှာရှိတဲ့ဒီတာမွေ Twin Star ပေါ့အဲ့တာမွေနားမှာကျွန်တော်တို့နားမှာကားနဲ့ပတ်သက်တာတော်တော်များများရှိရောအဲ့ဒီဟာတွေမှာခါစီလင်နဲ့ပတ်သက်တာလည်းအပ်ပေးထားတာပေါ့အခုစီလင်လည်းအကောင်းတိုင်းပြန်ဖြစ်သွားတာပေါ့အဲဒါတချင်ပဲအပ်ပေးတာကျွန်တော်တို့မှဒီစားပစ်တွေမလုပ်ပေးပါဘူးဒါမဲအခုအဲ့မှာအဲ့ဒါတွေအကုန်လုံးမလုပ်ပေးပြီးတော့ပြောချင်တာဒီရေယိုတယ်ရေယိုတာကအခုပြန်ရောက်လာတာပေါ့သူတို့ကမကောင်းသေးဘူးရေရဝင်နေသေးတယ်ဆိုတော့ဒါကျွန်တော်တို့ရေဝင်တဲ့လမ်းကြောင်းကိုကျွန်တော်တို့ထပ်ပြီးတော့ရှာရတာပေါ့ရှာတော့ဘယ်ရလဲဆိုပြီးတော့ရှာတဲ့အခါမှာဒီအကုန်လုံးဒါအခုလိုမျိုးဖြုတ်ပြီးတော့အကုန်ရှာရတာဗျရေပြန်ပြီးတော့ဘယ်ကဝင်တာလဲဆိုရေတွေထိုးပြီးတော့နောက်ပိတ်ဆုံးအခုတွေ့တဲ့အချက်ကတော့ဒီကျွန်တော်တို့ဒီတံပြားခေါင်းမိုးရေတွေရောက်လိုင်းဒီတံပြားအပေါ်အဆက်ပေါ့ဒါတွေကသူ့ဒီနှစ်ပိုင်းခြားတစ်ခုကြောင့်ဖြစ်မယ်နှစ်ပိုင်းခြားတစ်ခုကြောင့်တုံးပြူထားပြီးသားတာနဲ့ဒါတိုက်ထားလို့လည်းမဟုတ်ဘူးဒီခေါင်မိုးအဲ့တံပြားကြားတွေကနေပြီးတော့အဲ့တံပြားကြားတွေကနေပြီးတော့ရေကစိတ်ပြီးတော့ဝင်တဲ့ဟာမျိုးဖြစ်နေတာသူကအဲ့တော့ဖြေတွေ့သွားတာပေါ့အဖြေတွေ့တော့ဒီတံပြားကြားထဲမှာတံပြားကြားထဲကိုကျွန်တော်တို့ဆီလီကွန်ထိုးရမှာပေါ့ထိုးပြီးတော့ရေမဝင်တော့ဆိုတော့မှကျွန်တော်တို့ဒီအတွင်းကန်ပြန်ပြီးတော့အောက်ချမ်းကင်းတွေဆိုတဲ့နေရာတွေပြန်ပြီးလှုပ်ပေးရမှာပေါ့ပြန်လျှော်ပြီးတော့6ပြီးတော့မှ customer ကိုပြန်အပ်ပေးရမှာပေါ့အဲ့တော့ဒီကားလေးနဲ့ပတ်သက်လို့ရေဝင်တာမျိုးဖြစ်ရင်ခုနကျွန်တော်ပြောတဲ့အချက်ကလေးတွေရှိမယ်ပြီးရင်ဒီနောက်ကအခုဒီလိုနေရာမှာလဲကြောင်လဲရေဝင်တတ်ပါတယ်ဆိုတဲ့ဟာမျိုးလေးကိုကျွန်တော် sharing လုပ်ပေးတာပါကျွန်တော်တခါတင်မှုတဲ့ဗီဒီယိုထဲမှာလို့ပေါ့ဒီချမ်းကင်းခင်းကြတဲ့ဟာတွေချမ်းကင်းခင်းဖို့လိုအပ်လားမလိုအပ်လားပြောရတဲ့အထဲမှာဒီချမ်းကင်းတွေလေသာချမ်းကင်းနေတာခင်းထားရင်အခုလိုမျိုးဒီအောက်မှာရေဝင်နေတာတွေကိုသူတို့မသိနိုင်ဘူးပေါ့ဒါဆိုအခုဖြစ်တယ်ဆိုရင်ရေကဝင်နေတာပထမအရေကဝင်နေတာတွေရှိတယ်ကျွန်တော်တို့လှုပ်ပေးပြီးသွားတယ်လှုပ်ပေးပြီးသွားတဲ့ဟာမှာရေကဒါသူတို့ဒီကားရဲ့အခြားနေရာကနေပြီးတော့ဝင်တာဖြစ်တဲ့အတွက်ဒါမျိုးတွေကဝင်နေမှန်းကိုကျွန်တော်တို့ဒီတိုင်းတာမန်လူတွေကဒီခုနလိုလေသာခင်းထားတာတို့အခင်းတစ်ခုအပိတ်တွေခင်းထားနိုင်မယ်ဆိုရင်မသိနိုင်ဘူးအခုကကြတော့ဒါသူဘာမှလည်းမခင်းထားဘူးပုံမှန်တိုင်းပဲဒီ floor mat နဲ့ပဲသုံးနေတာဖြစ်တဲ့အတွက်အောက်မှာရေပြန်ဝင်နေဆိုတဲ့ဟာကိုချက်ချင်းသိနိုင်တာပေါ့ချက်ချင်းသိတော့ချက်ချင်းပြန်လို့တော့အရန်ရလက်ဆိုးတွေမဖြစ်ခင်မှာပြန်လဲပြီးတော့လှုပ်တာဖြစ်တဲ့အတွက်ကာကွယ်နိုင်သွားတာပေါ့ဒါအခုဆိုပြန်လှုပ်ပေးနိုင်တဲ့အဆင့်ကိုဖြစ်သွားတာပေါ့အခုရက်ထဲမှာဒီကားမျိုးလေးတွေကရေအဲ့လိုမျိုးရေဝင်တဲ့ဟာလေးတွေက
မကြလာနေတာလေးကျွန်တော်တော့ဟိုတချို့ကြတော့မလုပ်ပေးဖြစ်ဘူးဒါတကားတော့ဒါတငယ်ချင်းအကူအညီတောင်းမှုနဲ့ပဲကျွန်တော်ဒီမှာဟိုဒါလေးတွေအချိန်ကုန်ခံပြီးတော့ဟိုလိုက်ပြီးတော့စစ်ဆေးပြီးတော့လိုက်လုပ်ပေးရတာပေါ့ကျွန်တော်တို့နဲ့ကျွန်တော်ရှိမှမပါတဲ့ service တွေလည်းလုပ်ပေးရတာဖြစ်တာအဲ့တော့ဒီရေဝင်တာနဲ့ပတ်သက်တဲ့ဒီဘဟုတုတ sharing လေးပေါ့ဟိုနောက်ဖြစ်တဲ့လူတွေရှိရင်လည်းဒီလိုနေရာမျိုးတွေမှာကြည့်လို့ရအောင်ဆိုတာလေးကိုကျွန်တော်ပြန်လည်ဝင်ပြပေးလိုက်တာပါ